Iti pido bhagava arahata tambuddho Vaisa sarana dambano dukkado loka vidhu Anuttaro purita dhamma dharati tatha deva manodana buddho bhagava Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina Tathangaya kiletaru vadana daliyato ngwemya mangwe maye win paido Shwe saipyanti londa shin yue mimin bidu jivu goyo Aluro man budo go kanyuro mudai do iye jang jang li Arahara udo gono jipshin Anchiwe magong byama bondayao Bien lai joja tin sharo mubabidi daga Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina tabinya aswamagabhin Myathinkara vikara ni lakana pinya nibbhandahu Nga ye tiya nyarangu Phawpyan mashi kurorain tiro mudado ye jaung jaung li Dhamma Dhambuddha udo guno jipshin Anchi magong byama bondayao byan lai joja atin sharo mubabidi daga Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina Dhamma shiva namyu abhin hoda pinya nyawizati Nibbana dhamya yadu sakayam pshin amandindi Ajin sarana sangawani takwa udum jiduna mudo ye jaung jaung li Vaisa sarana dhambano Vaisa sarana dhammana udo guno jipshin Anchiwe magong byama bondayao byan lai joja tin sharo mubabidi daga Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina Dibingara tuchadani chiroyin mamangin diri bori mandai Kanwa bayao sekai barami sombi niliya Dongli bawa miyata dai dukha siwa chindo abhin Mai mayu maisa huga samyu dasi maganyi be Tadita mazin mabhyashin laya tabi nyando ya jaung yo yue Chwaro muge do yi jaung jaung li Dugado dugara udo guno jipshin Anchiwe magong byama bondayao byan lai joja tin sharo mubabidi daga Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina Dadoka tathinkarahu loka thumbon long song ko Ayong tin swa pai chaga phin kaung swa gong sin ti myin no mudo ye jaung jaung li Loka vidhu do gong no jipshin Anchiwe magong byama bondayao byan lai joja tin sharo mubabidi daga Do bhagava doshe bhuno dakishino myapayati Iti bhimina sakaranina Soma tiyan tatawa mando Chau dalin chau myau dan myau yue Aoထက်ကုန်စင်စင်ဆုံးဖို့ဖုံဖုံတင်ပြီးအစဉ်ဖိလျက်
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထို့ထုတစီခေရင်ပိတိဇာတိဇရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ရလားကောင်းငင်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တံဘုံအတိုင်းညာမနိုင်အဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသတ္တံကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝင်စားလိုကတက္ကနာချင်းပိုင်ဝင်စားနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြပြလောကုတ္တရာတရားတည်ဟူသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟူသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏတော်ကြီးဖြင့်အချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လည်ကြောကြထင်ရှားတော်မူပါပေသည်တကား